ကဲခင်ဗျားကြည့်လိုက်လက်နက်ကင်အဖွဲ့တွေအားလုံးမှာသူတို့မှာနိုင်ငံရေးမှချက်ကိုစီရှိကြတယ်အဲ့ဒီနိုင်ငံရေးမှချက်ကိုစီကမြန်မာနိုင်ငံကနေခွတ်ထွက်မယ်ခွတ်ထွက်ပြီးတော့သူတို့နိုင်ငံတစ်တွေတည်ထောင်ကြမယ်ဒါတွေကသူတို့မှတ်ခဲ့တဲ့အိမ်မက်တွေကလွတ်လပ်ရေးနဲ့အပြိုင်မှတ်လာခဲ့တဲ့အိမ်မက်တွေဖြစ်ပါတယ်ခင်ဗျားဒီဘက်မှာ KIA ဆိုလည်းပဲ1ပေါက်နိုင်ငံတည်ထောင်မယ် A ဆိုလည်းအာရခနိုင်ငံတည်ထောင်မယ်ပြီးခင်ဗျား KIA ဆိုလည်းကော်တူလွေးနိုင်ငံတည်ထောင်မယ်အခုဘက်မှာဆိုလည်း MMDA ဆိုလည်းသူ့ရဲ့နိုင်ငံတည်ထောင်မယ်URS ဆိုလည်းသူ့ရဲ့နိုင်ငံတည်ထောင်မယ်ဟာမိုင်းရဆိုလည်းထိုတီးတူပဲဟာဒီဘက်မှာမွန်လက်နက်ကိုင်ဖွဲ့ဆိုလည်းထိုတီးတူပဲမှတ်နေကြပဲသူတို့မှနိုင်ငံရေးမှတ်ချက်တွေကိုစီရှိကြတယ်ဗျအချိန်ကတခုကိုသူတို့စောင့်နေကြတာအချိန်ကတခုစောင့်နေကြတာသူတို့မှကျွန်တော်တို့မူဝါဒတွေသဘောတရားရေးတွေကွဲရင်ကွဲပါလိမ့်မယ်သူတို့ရဲ့ရည်မှန်းချက်တွေအားလုံးမှာဒီရှမ်းမှာရှိတဲ့လက်နက်ကိုင်ဖွဲ့တွေကလည်းသူတို့ရဲ့ကမ္ဘောဇာနိုင်ငံတည်ထောင်မယ်အကုန်လုံးကသူတို့တိုင်းပြည်ကနေခွတ်ထွက်ဖို့ကြီးပဲတက်မတော်ကတော့ခင်ဗျာတိုင်းပြည်ကနေမကွဲဖို့ဆိုတဲ့ရွေချက်ပဲရှိတယ်ဒါကြောင့်ဒီအဖွဲ့ကိုတက်မတော်တိုက်နေရှင်းနေရတာလက်ရှိလည်းခင်ဗျာဒီမှာ KNU ကဥဆောင်ပြီးတော့ကော်တူလေးနိုင်ငံတည်ထောင်ရေးအတွက်ဆိုပြီးတော့သူတို့ကအစည်းအဝေးတရကျင်းပလိုက်တယ်ဖိုရမ်တရကျင်းပလိုက်တယ်ပေါ့ဗျာသူတို့ကျင်းပပြုလုပ်တဲ့နေ့ကဖေဖော်ဝါရီလ9ရက်နေ့ကနေပြီးတော့12ရက်နေ့ထိကျင်းပခဲ့ပါတယ်တဲ့အဲ့ဒီမှာပါတာက KNU ရဲ့ဗဟိုနဲ့ခရိုင်ခေါင်းဆောင်တွေပါဝင်တယ်ပြီးရင်ကျွန်တော် KNL ပါဝင်တယ်ပြီးရင်ကျွန်တော် KNDO ပါဝင်တယ်ပြီးရင်ပြည်ရင်းပြည်ပဒီကရင်တိုင်းသားတွေရဲ့အဖွဲ့အစည်းတွေပါဝင်တယ်ပါဝင်ပြီးတော့သူတို့အဲ့မှာဆွေးနွေးကြတယ်ပေါ့ဆွေးနွေးတာအလကားမဟုတ်တိုင်းပြည်ကိုအတွက်ခွဲထွက်ဖို့ဆွေးနွေးတာတိုင်းပြည်ပြန်ပြီးစုစည်းဖို့မဟုတ်ဘူးနော်တိုင်းပြည်ပြန်ပြီးညင်ညွတ်ကြဖို့တိုင်းပြည်ပြန်ပြီးတော့ရင်ရားစီးဖို့မဟုတ်ဘူးခွဲထွက်ဖို့အတွက်လုပ်နေကြတာခွဲထွက်ဖို့အတွက်လုပ်ခဲ့တာဥဆောင်တာက KNU ကဥဆောင်တယ်ကျင်းပတာလည်း KNU ရဲ့ဌာနချုပ်မှာကျင်းပတာအဲ့မှာကျင်းပခဲ့ကြတာအဲ့မှာသူတို့ရဲ့ထုတ်ပြန်ကြမှာဆိုရင်တော့လက်ရှိနိုင်ငံရဲ့အခြေအနေစစ်ဆောင်လူထုအရေးတို့စစ်ရေးလိုအပ်ချက်အုပ်ချုပ်ရေးဆိုင်ရာစသဖြင့်ပေါ့ဗျာသူကဒီလိုလေးလာတယ်ဒီလိုနောက်ထပ်သူရဲ့ရည်ရွယ်ချက်ကလက်ရှိ KNU အတွက်ငွေရှာပေးနေတာတစ်စိတ်တစ်ပိုင်းကဒီကမ္ဘာနိုင်ငံအသီးသီးမှာရောက်နေတဲ့ KNU ရဲ့ agency တွေရှိတယ်အဲ့ဒီ agency တွေကသူတို့ရောက်တဲ့နိုင်ငံတွေမှာရှိတဲ့အစိုးရတွေအဖွဲ့အစည်းတွေထံကနေပြီးတော့သူတို့က proposal တွေတင်တယ်ပေါ့ proposal တွေတင်ပြီးတော့ပတ်စံတွေထုတ်တယ်ပေါ့ပတ်စံတွေရပြီးတော့အဲ့ပတ်စံတွေ KNU ဘက်ကိုစီးဆင်းစေတယ်ပြီးအမေရိကန်မှာဆိုလည်းပဲအမေရိကန်အစိုးရထံကနေပြီးတော့သူတို့ရဲ့ KNU ရဲ့ agency တွေကပတ်စံတွေတောင်းတယ်တောင်းပြီးသူတို့ဘာလုပ်ပေးမယ်ညာလုပ်ပေးမယ်သူတို့ဒီလိုမျိုးပဲလဲပတ်နေကြတာအဲ့ဒီ agency တွေပါတယ်ပေါ့ဗျာလက်ရှိအစည်းအဝေးမှာနောက်ထပ်ကလက်ရှိနိုင်ငံတော်အစိုးရနဲ့ပတ်သက်ပြီးတော့သူတို့ကမ္ဘာနိုင်ငံတွေမှာကမ္ဘာနိုင်ငံတွေရဲ့ခေါင်းဆောင်တွေသိဖို့အတွက်သူတို့စန္ဒာထုတ်ပေါ်တာတွေစန္ဒာပြတာတွေလုပ်ဖို့အတွက်အဲ့ဒီမှာအကြောင်းအရာအချက်အချို့ပါတယ်လို့သိရတယ်တနည်းအားဖြင့်စန္ဒာပြပေးကြပေါ့စန္ဒာပြပေးကြဒါတွေပါတယ်နောက်ထပ်ကတော့ကျွန်တော်တို့အမေရိကန်ကနေပြီးတော့ဒီထောက်ပံ့မဲ့ငွေကြေးတွေသူတို့အလုံးရင်းရဖို့အတွက်ဒါတွေကိုလည်းသူတို့ရဲ့အရက်ဘက်အဖွဲ့အနေနဲ့စုပေါင်းပြီးတော့တောင်းဆိုပေးဖို့ပါတယ်လို့သိရတယ်ဒါတော့သူတို့ရဲ့အခြေအနေအော်ဒီရဲ့အစည်းအဝေးဒီရဲ့ဖိုရမ်ပေါ့ဗျာဒီရဲ့ဖိုရမ်ကိုသူတို့အနေနဲ့ဒါတစ်နှစ်တစ်ခါလုပ်မယ်လို့တော့ဖော်ပြထားတယ်ကဲခင်ဗျားတို့စဉ်းစားကြည့်ဟိုနေ့ကလည်းဂွမ်မော်ဆိုလည်းခင်ဗျားကြည့်လိုက်လေဂွမ်မော်ဆိုလည်းကြည့်လိုက်ဟိုးဗျလိုင်စာကနေပြီးတော့ခင်ဗျားလိုင်စာကနေပြီးတော့ဗျာတချမ်းလုံးခင်ဗျားတစ်ဖက်ကအိန္ဒိယမြန်မာနယ်စပ်အိုးဗျတကွင်လုံးနောက်ဆုံးခင်ဗျာရခိုင်ပြည်နယ်အထိအဲ့ဒီ area ကိုလွတ်မြောက်ရေးသူတို့ကြွညမယ်လွတ်မြောက်ရေးကြွညမယ်တရားဝင်ပြောခဲ့တာပဲအဲ့တော့ဗမာတိုင်းသားတွေခင်ဗျားတို့မရှက်ကြဘူးလားကျွန်တော်တို့ဘိုးဘွားတွေကဒီနိုင်ငံရဲ့မြေထုလေထုမဆုံးရှုံးဖို့အတွက်ကျွန်တော်တို့ဘိုးဘွားတွေအသက်တွေနဲ့ပေးပြီးတော့ကျွန်တော်လက်ဆင့်ကမ်းပြီးတော့ကာကွယ်လာခဲ့ကြတာပါဗျခင်ဗျားတို့ဗျာခင်ဗျားတို့လမ်းလျှောက်နိုင်တဲ့အချိန်ကျမှကိုယ့်အိမ်ကိုမီးနဲ့ရှို့နေကြတာလက်ရှိ PDF ဆိုတာကဘေးအိမ်ကဝမ်းတောင်ကိုယ့်အိမ်ကိုမီးရှို့နေတာကိုယ့်အိမ်ကိုမီးရှို့နေတာဘယ်လောက်နှမျိုးဖို့ကောင်းလဲဗျာကျွန်တော်တို့နိုင်ငံရဲ့အခြေအနေခင်ဗျားတို့ကြောင့်ဖြစ်တာလက်ရှိအခြေအနေကကျွန်တော်တို့ဒီလက်နက်ကိုင်အဖွဲ့တွေကအချိန်တစ်ခုကိုစောင့်ပြီးအသုံးချသွားတာတကယ်ခံရတာခင်ဗျားတို့ကျွန်တော်တို့ခံရတာခင်ဗျားတို့ကျွန်တော်တို့ဘဝတွေခံရတာခင်ဗျားတို့ကျွန်တော်မျိုးဆက်တွေခံရတာစုပ်ပြတ်တတ်သွားတာဒီမှာခင်ဗျားမှာကော်တူလေးဆိုလဲထို့သူပဲဒီ KNU မှာကော်တူလေးနိုင်ငံတည်ဆောင်ရေးအတွက်လေဘလို့ပဲဖြစ်ဖြစ်ခင်ဗျားစီရင်နဲ့လာရင်တော့စီရင်နဲ့တုတ်ပြန်မှာနိုင်ငံနဲ့လာရင်တော့နိုင်ငံရဲ့တုတ်ပြန်မှာပဲဗျလက်ရှိတော့ခင်ဗျားတက်မတော်ကတော့ခင်ဗျားတောက်လျှောက်တော့နေမြေရှင်းလင်းမှုတောက်လျှောက်လုပ်နေတယ်အဲ့တော့ဒီကာလမှာကျွန်တော်တို့အကြမ်းဖက်အုပ်စုတွေရဲ့အသုံးချခံဖြစ်နေတဲ့ကျွန်တော်ဗမာတိုင်းသားတွေဗမာညီငယ်ညီမငယ်တွေအလင်းဝင်မှာ
အလင်းဝင်တဲ့အခါမှာလက်နက်နဲ့အလင်းဝင်လို့ရတယ်လက်နက်မဲ့အလင်းဝင်လို့ရတယ်ခင်ဗျားတို့မိသားစုတွေတကယ်ပြန်ဆောင်ခြင်းတယ်ကိုးမောင်နှမနဲ့ကိုတစည်းတစ်လုံးနဲ့နေခြင်းတယ်ဆိုရင်အလင်းဝင်ပါဒီကနေ့ဆိုရင်လည်းပဲကျွန်တော်တို့ပြီးခဲ့ရက်ကအဆက်သွယ်ရတာပေါ့ဒီစကိုင်းမှာရှိတဲ့ PDF အဖွဲ့ဝင်တယောက်ကိုကျော်စိုးဦးလည်းကျွန်တော်အလင်းဝင်ခြင်းတယ်တဲ့ကျွန်တော်တို့ကလည်းဒီလိုဟာတွေဆိုတော့တေချာပြန်စစ်ကြတယ်ဗျဟုတ်သလားမဟုတ်သလားတတ်ပုံမှာရိုက်တာလားဆိုတာကျွန်တော်ပြန်စစ်ရတယ်တကယ်ပဲသူအလင်းဝင်တာရတယ်အဲ့လိုဆိုတော့မင်းမန္တလေးဘက်ကိုရောက်လာခဲ့လာတဲ့ခါမှာမင်းကုန်းလမ်းမကမလာနဲ့စကိုင်းရွှေဘိုလမ်းမကမလာနဲ့လာတဲ့ခါမှာမင်းအဲ့မှာတော်ဟိုဘက်ခရိုင်ကျက်ဆက်လမ်းနေလာခဲ့လိုက်လာပြီးတော့မြစ်ကူးပြီးတော့မန္တလေးဘက်ကိုဝင်မင်းရားတဲ့လမ်းကြောင်းနဲ့လာခဲ့လိုက်မန္တလေးမြို့ရောက်ရင်ငါ့ကိုဖုန်းဆက်ဆိုတော့သူတကယ်မှလည်းကျွန်တော်ဖုန်းဆက်တယ်အကိုကြီးကကျွန်တော်မန္တလေးရောက်ပါပြီတဲ့ရောက်တော့ကျွန်တော်မန္တလေးမှာရှိတဲ့ကျွန်တော်အဖွဲ့အစည်းချိတ်ဆက်ပြလိုက်တယ်လက်ရှိတော့ကျွန်တော်တို့ဒါတက်မတော်တို့ခေါ်သွားတယ်ပေါ့ဗျာခေါ်ပြီးတော့သူမိဘကြီးလည်းပါတယ်လို့သိရတယ်အဲ့တော့မကြခင်မှာသူ့ကိုပြန်ပြီးတော့ကျွန်တော်ငွေကြေးထောက်ပံ့ပြီးတော့မိဘကြီးလက်ထက်ပြန်အပ်မှာအဲ့တော့အကြမ်းဖက်အုပ်စုတွေမှာကျွန်တော်တို့ကပြောထားတာကမင်းတို့အလင်းဝင်တက်ကအေးစိတ်ထောင်နဲ့အပီးထဲတာတို့အိုးဘိုးထောင်နဲ့အပီးထဲတာတို့တက်ပြစ်တာတော့မဟုတ်ပါဘူးပြန်ပြီးတော့တက်မတော်ကလူကောင်းလေးတွေပြန်လေ့ကျင့်ပေးနေတာတိုင်းပြည်ချစ်စိတ်တွေဝင်လာအောင်ပြန်လေ့ကျင့်ပေးနေတာပြည်ပမီဒီယာကိုအနေနဲ့ကကြည့်ရှုအားပေးတဲ့မိတ်ဆွေများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါခင်ဗျာ